Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ crazy ဟင်းနေရာဖြစ်တဲ့ဘဲဥအာလူချင်းစီပြန်ဟင်းလေးကိုချက်ပြပါမယ်ပထမဦးစွာဒဲဥတဲ့လိုအပ်သောစီပမာဏကိုထည့်ပါမယ်ဟင်းရောင်လာဖို့အတွက်ကကြတော့နနွေးမုတ်နှင်းငယ်ထည့်ပါမယ်ပြီးသွားရင်ကျွန်တော်တင်ထောင်းထားတဲ့ဟင်းချက်ငယ်ဥသီးအနည်းနဲ့ကျွန်တော်ကအဆက်ရမ်းကြိုက်တဲ့အတွက်ငယ်ဥသီးစိတ်မုံလေးပါတခါတည်းစီထည့်သွင်းလိုက်ပါမယ်ခင်ဗျာဟင်းနဲ့လေးမွေးဖို့အတွက်ကကြတော့ဟင်းချက်မဆလာအနည်းငယ်ကိုထည့်လိုက်ပါမယ်ပြီးသွားရင်တော့အသင်းစိတ်ထားတဲ့အာလူလေးတွေကိုထည့်လုံးလိုက်ပါမယ်ခင်ဗျာအရသာအတွက်ကကြတော့ဟင်းချုံမုံအနည်းငယ်ထည့်မယ်စားအနည်းငယ်ထည့်မယ်ပြီးတော့ရင်တော့ကျွန်တော်အိမ်မှာကကြက်ပြုတ်ရည်အသိရှိတဲ့အတွက်ဟင်းရတာပူကဲသွားအောင်လို့အာလူးလေးတွေကိုထည့်နှက်လိုက်ပါမယ်ရေသုံးလို့လည်းရပါတယ်ခင်ဗျာအသိချမ်းထားတဲ့ဘဲဥချမ်းလေးတွေကိုပါချိုချင်းကန်ဆက်အရသာစိတ်ဝင်သွားအောင်လို့အာလူးနဲ့အတူတူထည့်ပြီးတော့နှက်ထားလိုက်ပါမယ်ခင်ဗျာဘဲဥချမ်းလေးတွေထည့်ပြီးသွားရင်တော့အဖုံးလေးအုပ်ပြီး10မိနစ်လောက်နှက်ထားပြီးလိုက်ပါမယ်ခင်ဗျာမိနစ်နဲ့ငယ်နှပ်ပြီးသွားရင်ဟင်းရတာပူကဲသွားအောင်ဟင်းခမုံလေးနဲ့ငယ်ထပ်ခတ်ပါမယ်ပြီးရင်အသင်းဖြော်ထားတဲ့မကြီးရည်လေးကိုပါထည့်ပါမယ်ကျွန်တော်ကထမင်းစားလို့ရှိရင်ဟင်းရတာလေးကြိုက်တဲ့အတွက်ငံပြိုင်နဲ့ငယ်ထပ်ခတ်ပါမယ်မခလေးရပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ကတော့နန်းနန်းမင်းပါကျွန်တော်ကနန်းနန်းမင်း crazy ပါနန်းနန်းမင်းလေးအုပ်ပြီးသွားရင်တော့ချင်းငံဆက်မွေးပြီးတော့နော်ဘဲဥအာလူချင်းစီပြန်ဟင်းလေးကိုစားလို့ရပါပြီခင်ဗျာအတိလုံးနေနဲ့ကျွန်တော်ချက်ထားတဲ့ဘဲဥအာလူချင်းစီပြန်ဟင်းလေးကိုကြည့်ပြီးတော့နောက်တစ်ကြောထမင်းထပ်ဆွဲလိုက်အောင်မယ်ခင်ဗျာမစားရဘဲနဲ့တည်ကြခံပြီးကျွန်တော်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပေးသွားတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ